idiom သုံးများတဲ့ idiom ပြောပါမှာဖြစ်ပါတယ်အဲ့ဒီ idiom ၃ခုကခုနပြောသလိုပဲ in the middle of something in progress in chorus take somebody something seriously ဒီကောင်တွေကကျွန်တော်နည်းနည်းလေးဖြစ်နိုင်ရင်တော့အလုပ်ကလေးမှတ်ထားနိုင်ရင်တော့အကောင်းဆုံးပေါ့နော်ပထမဦးဆုံးပုံစံက in the middle of something in the middle of something လို့သုံးလို့ရတယ်သို့မဟုတ် in progress လည်းသုံးလို့ရတယ်အတူတူပဲနှစ်ခုစလုံးကသူတို့တစ်စက်တည်းသုံးရမှာမဟုတ်ဘူးအဲ့တော့သူ့ရဲ့အတိတ်ပဲကခုနပြောသလိုပဲခုကိုလုံနေစေမပြီးသေးဘူးလုံနေတော့လုံနေရင်တန်လန်းလို့ဘာလာပြန်လို့ရတယ်ဥပမာဆိုမင်းဘာလုပ်နေရတော့အခုဟင်းချက်နေတန်လန်းလာလေးအပြင်ထွက်ကြရအောင်အဲ့တော့အပြင်ထွက်ခေါ်တဲ့တငယ်ချင်းကိုကွာခဏလောက် break လောက်ခိုင်းတဲ့ခါမှာသုံးတယ်အနေဟုတ်ငါဟင်းချက်နေတန်လန်းမလို့ဟင်းချက်နေစဲမလို့ဟင်းချက်နေတာမပြီးသေးတာမို့လို့နော်အဲ့သူများကိုအဲ့လိုစောင့်ခိုင်းတဲ့ခါမှာသုံးလို့ရတယ် can you wait for me for a second because I'm in the middle of cooking I am in the middle of cooking အဲ့တော့ဟင်းချက်နေစဲမလို့ဟင်းချက်တာမပြီးသေးလို့ဟင်းချက်နေတော့မလို့ပေါ့နော်နောက်တစ်ခုကိုပြုစေဆောင်ရွက်စေဖြစ်နေတဲ့အခြေအနေမျိုးမှာဒါသုံးတယ်ဥပမာကြည့်ကြအောင် I can't come to you right now as I'm in the middle of cooking ဘာဖြစ်လို့ပဲအခုလက်ရှိလေလောလောဆယ်ငါဟင်းချက်နေတာမလို့မျိုးဆိုတော့လာလို့ရမှာမဟုတ်ဘူးခဏနေကြမှာငါဟင်းချက်ပြီးတော့မှလာလို့ရမယ်ထင်တယ်နော်အဲ့တော့ဟင်းချက်နေတလန့်မလို့အဲ့တော့ verb သုံးချင်တယ်ဆိုရင် verb ဆိုတာက de နဲ့ဆုံးတာပေါ့သွားတယ်လာတယ်စားတယ်ထိုင်တယ်တောက်တယ်လှုပ်ရှားမှုပါတဲ့ verb တွေအားလုံးကိုဒါက de အဲ့ဒီ verb တွေအားလုံးကိုဆိုရင် ing gerund form ပြောင်းပြီးရင်ရပြီဥပမာဆို I am in the middle of playing games game ဆိုနေတလန့်မလို့ကွာI'm in the middle of teaching I am in the middle of like helping momနေရောအမေကိုကူရင်တန်းနဲ့မလို့ဘောနော် example ပေါ့တခုတည်းရောက်တငယ်ချင်းလာခေါ်တဲ့အခါမှာအမေကူရင်တန်းနဲ့မလို့ပါဘာလို့နေတန်းမလို့ပါဘာလို့နေတော့မလို့ပါ right စကားပြောဆန်ပါတာပြန်ရတော့နှလုံးနေတန်းမလို့လို့ဘာပြန်လို့ရတယ်အခု this building or this construction is in progress ဒီအဆောက်အအုံတမဟုတ်ဒီဆောက်လုပ်ရေးကလှုပ်ဆောင်နေသေးပဲမပြီးသေးဘူးအဲ့လိုပေါ့နော်for example like တချို့ building တွေမှာဆိုရင် construction site သွားလို့မရဘူးဆိုရယ် sign board လေးတမ်းမြစ်စိုက်ပုတ်လေးတွေရေးထားတယ်အဲ့လိုဟာပြောချင်တာကကိုယ်နိုင်ငံခြား foreigner တွေကိုစီလာတဲ့ဧည့်သည်တွေရှင်းပြတဲ့ခါကျရင်ဒီဆောက်လုပ်တွေကတော့လှုပ်ဆောင်နေစေဖြစ်ပဲမပြီးသေးဘူးလှုပ်နေရင်တန်းလန်းလှုပ်ဆောင်နေစေဆောက်လုပ်နေစေဆိုရယ်နေစေပုံစံဆိုရင် in progress ဆိုတာသုံးလို့ရတယ်ဒီနေရာမှာကျတော့က in the middle of ing ဆို in the middle of တွေမသုံးတော့ဘူးပေါ့နော်အဲ့တော့ဒီနေရာမှာလှုပ်နေစေတခုကလှုပ်နေစေဖြစ်တဲ့ခါကျလှုပ်ရှားမှုမပါတော့ဘူးဆိုရင် in progress တုံးလှုပ်ရှားမှုပါတယ်ခုနကဘယ်လိုတောက်နေစေသွားနေစေလာနေစေဆိုရင်တော့ in the middle of ing သုံးမယ်အဲ့တော့ပေါ့နောက်တစ်ခုအဲ့တော့ a နဲ့ b ပုဂ္ဂိုလ်ကစကားပြောနေ have you finished the project I asked you to do ask to ရဲ့အဓိပ္ပာယ်ကခိုင်းတာပေါ့နော်မင်းကငါခိုင်းထားတဲ့ project လေးအဲ့စီမံကိန်းမင်းလုပ်ပြီးသွားလိုက်ရင်ပေါ့နော်လုံးဝဒီလုပ်ငန်းကြီးကျယ်လုပ်တဲ့အခါမှာ project ဆိုတဲ့ပုံစံသုံးတာပေါ့နော်အဲ့လုပ်ငန်းပြီးသွားလား I'm sorry I haven't it's in progressတောင်းမှပါတယ်အဲ့မပြီးသေးဘူးပေါ့နော်လုံနေတန်လန်လုံနေစေဆောင်ရွက်နေစေမလို့ပါနော်ဆိုတော့အဲ့လိုလေးမျိုးအဲ့လိုလေးသုံးလို့ရတယ်အဲ့လုံနေစေလုံနေတန်လန်ဆိုရင်လှုပ်ဆောင်ချက်လှုပ်ရှားမှုတွေပါတယ်ဆိုရင် in the middle of အဲ့လှုပ်ဆောင်ချက်လှုပ်ရှားမှုအဲ့ဒါမှာ ing ပုံစံပြောင်းနောက်တစ်ခုကလှုပ်ဆောင်ချက်မပါဘဲနဲ့တခုကလုံနေစေသွားနေစေတင်မလားအဲ့လိုဟာမျိုးတွေဆန္ဒက in progress သုံးလို့ရတယ် okay နောက်တစ်ခုchorus ကလည်း idiom တစ်ခုပဲဒီကောင်အရန်သုံးတယ် music မှာဆိုရင် chorus အပိုက်မှာဆန္ဒကပြန်တီဆိုရတဲ့အပိုက်တွေပေါ့နော်အဲကြောင့်မလို့ဒီမှာလည်းအဲ့လိုပဲတိုင်နေတညီတယ်လို့ဘာသာပြန်မယ် in chorus ဟို in unison လို့ဘာသာပြန်လို့ရတယ် in unison with somebody or something သူလည်း idiom တစ်ခုပဲတွဲပြီးတော့မှတ်လို့ရအောင်ပေါ့တစ်ခုချက်နှစ်ခုရသွားအောင်ပေါ့နော် in chorus က idiom တစ်ခုပဲ example ကြည့်ကြရအောင်အဲ့တော့ပြန်တူအဲ့တော့ good morning teacher everyone in the class greeted in unison speech တွေပြောစကားဖြစ်တဲ့ခါကျအဖွင့်ပိတ်ကော်မာကြားမှာထည့်ထားတယ် good morning teacher ဆိုပြီးတော့အတန်းထဲမှာရှိတဲ့လူတွေအားလုံးကတပြိုင်တည်းပြိုင်တူနှုတ်ဆက်ကြတယ်အဲ့လိုပြောလို့ရတာနော်နောက်တစ်ခု let's sing happy birthday song in chorus ငါတို့ happy birthday song ကိုတညီတဲ့တပြိုင်တည်းဆိုကြရအောင်လားနော်အဲ့တော့တပြိုင်တည်းတညီတဲ့လားဆိုကြရအောင်ဆိုရင်တော့ in chorus in unison ကလည်း22ဆိုတာကောင်းမယ်ပေါ့နော်ပြိုင်တူနောက်တစ်ခု take somebody or something seriously idiom SB ဆိုတာက somebody တမို့ someone တခုခုတရားလူဆိုလို့ချင်တာ
တယောက်ကြိုက်လူထည့်လို့ရတယ်နာမည်ထည့်လို့ရတယ်လူဖြစ်ရင်ရပြီသူ့ရဲ့အလုပ်တွေခုန worker တို့ teacher တို့ doctor တို့ထည့်လို့ရတယ် something ဆိုတဲ့နေရာမှာကြိုက်တဲ့အရာတွေထည့်လို့ရတယ် seriously အတီးပေါ့နော်တကယ်ကြီးလို့တဲ့မလားအဲ့လိုပုံစံမျိုးပေါ့ idiom လေ example အတိတ်ပဲကတော့အတီးယူတယ်အလေးနဲ့ထားတယ်တကယ်အတီးမှတ်သွားတယ်အဟုတ်မှတ်တယ်ပေါ့ပြောချင်တာအဲ့တော့ဒီမှာကြည့် don't take his word seriously သူစကားဆိုမင်းအတီးမယုံနဲ့နော်အတီးမယူနဲ့နော်အလေးနဲ့မထားနဲ့ပြောချင်တာသူစကားဆိုနေမယုံရဘူးပြောချင်တာတော့မယုံလိုက်နဲ့လေးလေးနက်နက်ကြီးတော့မယုံလိုက်နဲ့နော်နောက်တစ်ခု no one takes that seriously as it's just an acceptable news ဘသူကမှအဲ့ဟာနဲ့ပတ်သက်ပြီးတော့ဘသူမှယုံမှာမဟုတ်ဘာဖြစ်လို့လဲဆိုတော့အဲ့တည်င်းကမဟုတ်မမှန်တည်င်းတင်ဆက်နေတဲ့အရာရောဘသူကယုံမှာလဲအဲ့လိုအစံပုံပြောတဲ့အခါမျိုးမှာဒါသုံးတာပေါ့နော်နောက်တစ်ခုက my brother always takes his work seriously ကျွန်တော်ကိုကလေအမြဲတမ်းသူအလုပ်လုပ်ပြီးဆိုရင်ကလေးလေးနက်နက်ထားတယ်အလုပ်ပေါ်မှာလေးစားမှုလေးနဲ့ထားမှုတွေအပြည့်အဝရှိတယ်ဆိုတဲ့အခါမှာဒီလိုပုံစံသုံးတယ်ပေါ့နော်အဲကျွန်တော် my brother always takes his work seriously takes ဒီမှာကျ his work ကသူ့ရဲ့အလုပ်ဆိုတော့ something ထည့်လိုက်တယ်အပေါ်မှာလဲ take that seriously အပေါ်မှာလဲ his word seriously ဆိုတော့ဂျာမှာ something လေးထည့်ရပါတယ်တွေ့ရတယ်နော်နောက်တစ်ခု take the project seriously as you have to finish it in time in time ရဲ့အဓိပ္ပာယ်ကအချိန်မီအဲ့တော့ဘယ်လိုမှတ်လို့ရလဲဆိုတော့ in me on man လို့မှတ်ထားလို့ရတယ် in me on man အဓိပ္ပာယ်က in time ဆိုရင်အချိန်မီ on time ဆိုရင်အချိန်မယ်ဆိုတော့အချိန်မီဒီကိစ္စကြီးကိုမင်းပြီးအောင်လုပ်ရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အလုပ်ကိုလေးလေးနက်နက်ထားလုပ်နော်အလုပ်ကိုတည်တည်ချာလုပ်နော်အဲ့လိုပုံစံမျိုးမှာဒါကျတော့စေခိုင်းတဲ့ imperative ပုံစံမျိုးဆိုတော့စတာပေါ့နော်အဲ့တော့idiom 3ခုသင်ပြီးပါပြီနောက်တစ်ခုကခုနပြောတဲ့ sentence pattern 3ခုပြင်ပြီးနောက်ဆုံးတစ်ခုဖြစ်တဲ့ for free အလကားပေါ့နော်အလကားမဟုတ်ရင်အမဲ့လို့ဘာသာပြန်လို့ရတယ်အဲ့တော့ example အနေနဲ့ကြည့်မယ်ဆိုရင် you can't take it for free မင်းဒါကိုအလကားယူလို့မရဘူး you can take it for free ဒီဟာကိုမင်းအလကားယူသွားလို့ရတယ်အခမဲ့ယူသွားလို့ရတယ်အဲ့လိုအလူလောက်တဲ့အခါမှာတင်မလားကဲဒါလေးအားလုံးနော်အလကားယူသွားလို့ရတယ်အခမဲ့ယူသွားလို့ရတယ်ပတ်စံပေးစရာမလိုဘူး those who need this thing can take for free ဒါတွေလိုအပ်တဲ့လူတွေဆိုရင်တော့ဒါယူသွားပါအလကားယူသွားပါမလိုအပ်ဘူးဆိုတာကတင်မလားတခြားလူတွေယူပါစေပေါ့နော်အဲ့လိုမျိုးပေါ့နောက်တစ်ခုအမေရိကမှာဆိုရင်အဲ့လိုပဲသူတို့မသုံးတော့တဲ့ပစ္စည်းတွေဥပမာ furniture တွေမသုံးတော့ဘူးဆိုတာကသုံးစားမရတော့တဲ့ပစ္စည်းပြောတာမဟုတ်မသုံးတော့ဘူးသူများလည်းသုံးတဲ့မယ်ကောင်းတဲ့ condition ဖြစ်နေသေးတယ်ဆိုရင်ကသူတို့ရဲ့အိမ်ရှိမှာထားလေးရှိတယ်အဲ့ဒါမှအဆင်မပြေတဲ့လူတွေနောက်ပြီးတော့ကကိုယ်အတွက်သုံးတဲ့မဲ့လူတွေအားလုံးကသူတို့ယူသွားကြတယ်အဲ့ချိန်မှာကိုယ်ဒီစာလေးကတ်လို့ရတယ် those who need this thing can take for free ကဲဒီຢာတွေလိုအပ်တဲ့လူတွေကဲအခမဲ့ယူစေနော်နောက်တစ်ခု those who are in this course can join the O question class for free ကဲဒီအတန်းတက်တဲ့လူတွေမေကွန်းဟောင်းအတန်းကျရင်အလကား join လို့ရတယ်တဲ့နော်ဒီအတန်း join တဲ့လူတွေကမေကွန်းဟောင်းကျရင်အလကားထပ်ပြီးတီးတန့်ပတ်စံသွင်းစရာမလိုအလကားတက်လို့ရတယ်နောက်တစ်ခု A နဲ့ B ပုဂ္ဂိုလ်စကားပြောတဲ့ပုံစံလုပ်ပြထားတယ် Can I have it for free ကဲဒါလေးကိုငါဘယ်လိုပြောမလို့အလကားယူလို့ရလားအလကားယူလို့ရမလား No you have to pay for it မင်းအဲ့တော့ပေးရမယ်လေအလကားမဟုတ်ပေါ့နော်စသဖြင့်အဲ့လိုတွေမေကွန်းပုံစံမှလည်းသုံးလို့ရတယ်ရိုးပုံစံမှလည်းသုံးလို့ရတယ် Okay ဒါဆိုတော့အဆုံးထိကြည့်ရှုနားထောင်ပေးကြတဲ့တူတယောက်ချင်းစီအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဆက်လက်ပြီးတော့အသေးစိတ်sharing လုပ်ဖို့အစီအစဉ်ရှိတဲ့အခါကျတော့subscribe လုပ်ပေးပါအောင်နော် channel လေးတွေကို Thank you ပါ